မင်္ဂလာပေါင်းနဲ့ခညောင်းကြပါလိမ့်ဗျာခုချိန်မှာတော့ဂီတရုပ်ရှင်သတင်းစာပေနုပညာရှင်ကြီးအလင်းအကျော်သောတွင်တေးဥသိမ်းတဲ့တခြင်းများကိုဆက်လက်ပြီးခန်းစားနားဆင်ကြဖို့ဖြစ်ပါတယ်အချင်းလေးကိုနားဆင်ရင်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာစိတ်မဆိုးပါနဲ့ချစ်တယ်မနှင်းရှာသေးတော့တကယ်အကျဉ်းနာဝေးမဖို့ကွယ်တနွေငင်းတရင်ရှက်အတွင်ပြောင်းသူကစွန်းမယ်လို့ကွယ်ရေဖွဲ့တင်စားရင်ချစ်တဲ့စိတ်ဆုံးမလားကွယ်ကိုရဲ့ယူဆရည်လဲလွယ်မှာပါရင်ကွယ်စိတ်မဆိုးပါနဲ့ချစ်တယ်ရှာသေးတော့တကယ်အကျဉ်းနာဝေးမဖို့ကွယ်တနွေငင်းကြရင်ရှက်အသွင်ကြောင်းသူကစွန်းမယ်လို့ကွယ်ရေဖွဲ့တင်စားရင်ချစ်တဲ့စိတ်ဆုံးမလားကွယ်အမှားဆင်မလို့ချင်းနဲ့စုပန်းဆိုချစ်လို့သူနဲ့ဆုံကျင်နဲ့ညံ့ညက်စင်းငယ်ခင်ကျွမ်းတစ်နှစ်တရားလေးဆန်းပင်ညောင်ညိုဖူးခြင်းဖူးပွင့်ခြင်းပွင့်လိမ့်မယ်ချစ်တဲ့သူရင်နဲ့ချစ်တဲ့ဘက်ခါရှိပါမယ်ချစ်တဲ့ဘက်ခါရှိပါမယ်ကြာညိုရင်နှံချာမြကံလာလဲဝဲကြာလည်းလေခုံးစင်ကကွယ်ရေကန်လေကြာရှိမှတင်တယ်အဲ့ဒါလိုမှကြောဘူးခဲ့တယ်ကြာရှိပေမဲ့ချစ်တဲ့သူရင်နဲ့ချစ်တဲ့ဘက်ခါရှိပါမယ်ချစ်တဲ့ဘက်ခါရှိပါမယ်ဆိုပါနဲ့ချစ်သေးမမင်းရှာသေးတော့တကယ်အကျဉ်းနာဝေးမဖို့ကွယ်တနင်္ဂနွေတရင်ရှက်အသွင်တောင်းသူကစွမ်းမယ်လို့ကွယ်ရေဖွဲ့တင်စားရင်ချစ်တဲ့စိတ်ဆုံးမလားကွယ်အမှားဆင်မလို့ရှင်နဲ့စုပန်းဆိုချစ်လို့သူနဲ့ဆုံကျင်နဲ့ညံ့ညက်စင်းငယ်ခင်ကျွမ်းတစ်နှစ်တရားဒီဆမ်းမှစားရတယ်ပင်ညောင်ညိုဖူးခြင်းဖူးပွင့်ခြင်းပွင့်လိမ့်မယ်ချစ်တဲ့သူရင်နဲ့ချစ်တဲ့ဘက်ခါရှိပါမယ်ချစ်တဲ့ဘက်ခါရှိပါမယ်ကြာညိုရနံချာမြကံလာလဲဝဲကြာလည်းနေခုစင်းကကွယ်ရေကန်လဲကြာရှိမှတင်တယ်အဲ့ဒါလိုမှပြောဘူးခဲ့တယ်ရေကန်မှာကြာရှိပေမဲ့ချစ်တဲ့သူရင်နဲ့ချစ်တဲ့ဘက်ခါရှိပါမယ်ချစ်တဲ့ဘက်ခါရှိပါမယ်